စာ3လုံးမဟုတ်ဘူးစာ6လုံးလူငယ်တယောက်အနေနဲ့စာလုံး6လုံးကိုတိထားရပါမယ်နံပါတ်1စာလုံးကျွန်တော်တို့စိတ်ကူးရင်ရပါမယ်ကျွန်တော်တို့ကလက်ရှိအသက်20မှာရောက်နေတဲ့လူငယ်တယောက်ဆိုရင်အသက်30ရောက်ရင်ငါဘယ်လိုပုံစံမျိုးနဲ့ဖြစ်ချင်တာလဲငါရဲ့ဘဝဘယ်နေရာမှာရှိနေချင်တာလဲငါရဲ့ access လို့ခေါ်တဲ့ပိုင်ဆိုင်မှုတွေကဘာတွေရှိနေချင်တာလဲကျွန်တော်တို့စိတ်ကူးရင်ရပါမယ်အသက်30မှာရောက်နေတဲ့လူငယ်တယောက်ဆိုရင်လည်းအသက်40အသက်50စသဖြင့်ကျွန်တော်တို့ကကိုယ့်ရဲ့တိုင်းပုံလေးတစ်ခုရောက်ရင်ဘာဖြစ်ချင်လဲဆိုတော့စိတ်ကူးရင်မှုကနေကျွန်တော်တို့လက်ရှိစတင်ဖို့လိုပါတယ်နံပါတ်1ကျွန်တော်တို့ကိုယ်စိတ်ကူးရင်ထားတဲ့အရာတွေတကယ်ဖြစ်လာဖို့ဘာတွေလိုအပ်လဲဆိုတော့စဉ်းစားရအောင်ကျွန်တော်တို့စဉ်းစားပါမယ်စဉ်းစားလေအဖြေရတယ်ပါဒီနေရာမှာတစ်ခုပြောချင်တာကစဉ်းစားတာနဲ့တွေးဝေတာမတူပါဘူးကျွန်တော်တို့စဉ်းစားပါမတွေးဝေပါနဲ့နံပါတ်3စဉ်းစားထားတဲ့အရာတွေကိုကျွန်တော်တို့ကစီစဉ်ရပါတယ်ဘယ်ကနေစလုပ်မလဲဘာတွေဆက်ဖြစ်လာနိုင်လဲဘယ်လိုတွေဆက်လုပ်ကြမလဲဘာအခက်အခဲတွေရှိလဲနံပါတ်4စလုပ်ဒီနေရာကအခက်အခဲဆုံးပါဒီနေရာကိုကြော်ဖြတ်ပြီးသွားပြီဆိုရင်နောက်အခက်အခဲရှိနေပြီမဲ့အခုနေရာထက်ပိုတွဲမှာကျင်းနေပါတယ်အဲ့တော့အခုကြည့်နေတဲ့လူတွေကစိတ်ကူးရင်ထားတဲ့အရာတွေလည်းရှိတယ်စဉ်းစားသင့်တာတွေလည်းစဉ်းစားပြီးသွားပြီစီစဉ်သင့်တာတွေလည်းစီစဉ်ပြီးသွားပြီဆိုရင်ဒီနေ့ပဲစလုပ်လိုက်ပါဘုံမဟုတ်မနေ့ကစလုပ်ပြီးသွားပြီဆိုတော့ဘလို့အခက်အခဲပဲကြုံကျွန်တော်တို့ကဆက်လုပ်ဖို့လိုပါတယ်ဘလို့ပြဿနာမျိုးတွေပဲကြုံနောက်ဆုံးရှုံးနေသွားစေအောင်တော့တပြန်နိုးထားပြီးကျွန်တော်တို့ကဆက်လုပ်ဖို့လိုပါတယ်ဘာတွေပဲဖြစ်နေကျွန်တော်တို့ဆက်လုပ်ဖို့မလျှော့သောဇွဲလုံးလားဆိုတော့ဒီနေရာမှာစတာပါเนาะကျွန်တော်တို့ဆက်လုပ်ရပါမယ်ဆက်လုပ်ပြီးရင်တော့ကျွန်တော်တို့လိုချင်တဲ့ရည်ရွယ်ချက်ပန်းနိုင်ကိုမရောက်အောင်ဆုံးအောင်လုပ်ရပါမယ်ဆိုတော့ကျွန်တော်အနှစ်ချုပ်အနေနဲ့ပြောရမယ်ဆိုရင်နံပါတ်1စိတ်ကူးရင်ပါနံပါတ်2စဉ်းစားပါနံပါတ်3စီစဉ်ပါနံပါတ်4စလုပ်ပါနံပါတ်5ဆက်လုပ်ပါနံပါတ်6ကျွန်တော်တို့ရွယ်ချက်ကိုတကယ်ပြီးဆုံးတိုင်ရောက်တဲ့အထိကျွန်တော်တို့လိုချင်တာတွေကျွန်တော်တို့ဖြစ်ချင်တာတွေဖြစ်တဲ့အထိဆုံးအောင်လုပ်ကြပါလို့လူငယ်တွေကိုတိုက်တွန်းချင်ပါတယ်အားလုံးရွယ်ချက်ပန်းတိုင်ကိုရောက်ကြတဲ့သူတွေဖြစ်ကြပါစေရွယ်ချက်ပန်းတိုင်ကိုပိုင်ဆိုင်ကြတဲ့သူတွေဖြစ်ကြပါစေဗျာ